ကဘာပေါ်မှာလူအများမသိသေးတဲ့အန်အောစရာနေရာ10ခုအထူးသဖြင့်နံပါတ်9ကိုမြင်ရင်တော့တင်ယုံနိုင်မှာမဟုတ်ပါဘူးကဲနံပါတ်10ကတော့ကဘာပေါ်မှာ alien planet လို့ပုံစံရှိတဲ့ကျွန်းတစ်ခုရှိပါတယ်ဒီနေရာကတော့ယီမန်နိုင်ငံမှာရှိတဲ့ Socotra Island ဖြစ်ပါတယ်ဒီကျွန်းမှာ Dragon Blood Tree လို့ခေါ်တဲ့ထူးဆန်းတဲ့သစ်ပင်တွေကိုပဲအများဆုံးတွေ့ရမှာပါနံပါတ်2ကဘာပေါ်ကအကြီးဆုံးစားမြေပြင်တစ်ခုကတော့ Bolivia နိုင်ငံမှာရှိပါတယ်ဒီနေရာကို Sala de Uyuni လို့ခေါ်ပြီးမိုးရွာတဲ့အချိန်မှာမြေပြင်ကကောင်းကင်ကို mirror လိုမျိုးပြန်လှန်ပေးထားတယ်လို့ပါပဲအပိုင်း3ကတော့ New Zealand နိုင်ငံမှာကျေကောင်းကင်လိုတောက်ပနေတဲ့လွှမ်းကူတစ်ခုရှိပါတယ်ဒီနေရာကို Waitomo Glowworm Caves လို့ခေါ်ပြီး Glowworm ဆိုတဲ့အလင်းထွက်တဲ့ပိုးကောင်လေးတွေကြောင့်လွှမ်းကူတစ်ခုလုံးကျေတွေလိုတောက်ပနေတာပါဆက်ပြီးတော့နံပါတ်4 Australia နိုင်ငံမှာရေကန်တစ်ခုရှိပြီးရေကပန်းရောင်ဖြစ်နေပါတယ်ဒီရေကန်ကို Lake Helia လို့ခေါ်ပြီး bacteria တချို့ကြောင့်ရေကအမြဲတမ်းပန်းရောင်ဖြစ်နေတာပါနံပါတ်5ကတော့ Turkmenistan နိုင်ငံမှာရှိတဲ့ Door to Hell ပါလူတွေကဒါကိုမိတောင်နေတဲ့အလိုင်းကြီးလို့သိကြပြီးတကယ်နာမည်က Darvaza Gas Crater ဖြစ်ပါတယ်သူဟာ1971ခုနှစ်ကတည်းကအခုထိမီးလောင်နေဆဲဖြစ်ပါတယ်နံပါတ်6ဗင်နီဇွဲလားနိုင်ငံနဲ့နယ်စပ်ဒေသမှာ Mount Roraima ဆိုတဲ့ထူးခြားတဲ့တောင်တစ်ခုရှိပါတယ်ဒီတောင်ကအပေါ်ပိုင်းတရားနေတဲ့ Flat Top Mountain ဖြစ်ပြီးအပေါ်မှာတဘာဝစနစ်မတူညီတဲ့အပင်တွေအများကြီးရှိပါတယ်ကဲကျွန်တော်တို့ပြောခဲ့တဲ့နံပါတ်9 United States နိုင်ငံ Arizona ပြည်နယ်မှာရှိတဲ့ Antelope Canyon ပါဒီ canyon ထဲမှာနေအောင်ကြီးတွေဝင်လာတဲ့အခါအရန်ကိုလှပတဲ့ light beam ပုံရိပ်ကိုတွေ့ရမှာပါနံပါတ်10ကတော့ Nevada ပြည်နယ်က Fly Geyser ဆိုတဲ့အယောင်ဆုံးတဘာဝ structure တစ်ခုပါထူးခြားတာကဒီ geyser ဟာလူတွေတူးခဲ့တဲ့ well တစ်ခုကြောင့်မတော်ဆဖြစ်ပေါ်လာခဲ့တာပါနံပါတ်9 China နိုင်ငံ Gansu ပြည်နယ်မှာ Rainbow Mountain ဆိုလူတွေခေါ်တဲ့တောင်တွေရှိပါတယ်သူ့နံပါတ်က Zangi Densia Landform ပါအယောင်ဆုံးတဲ့ကြောက်လွားတွေကြောင့်အရန်ကိုထူကြပါတယ်နောက်ဆုံးနံပါတ်10 Madagascar နိုင်ငံမှာရှိတဲ့ Zingiri Bemahara ဆိုတဲ့ကြောက်တောင်းတန်းကြီးပါဒီနေရာမှာချွန်ထက်တဲ့ limestone ကြောက်တုံးတွေအများကြီးရှိနေလို့ limestone forest လို့လည်းတင်စားခေါ်ကြပါတယ်